ဆိုတာအမှန်တန်ဟန်မဆောင်လားဟန်ဆောင်လားဟန်ဆောင်တယ်တခါတော့ကဥမြဆောင်ဆိုတဲ့တခါကြီးတယောက်ရှိတယ်ဥမြဆောင်တဲ့တခါကြီးမျက်စိနဲ့မှုံတယ်မျက်စိနဲ့မှုံတော့တနေ့တော့သူ့အိမ်ကိုမီးလောင်တော့မိခိုးတွေရောဦးထွက်နေရမိခိုးတွေကဦးနေတော့အိမ်ပတ်ကိုရှာမတွေ့ဘူးသူကရှာမတွေ့လေရှာနေတာမတွေ့ဘူးသူကအင်မတန်နဲ့ဟန်ဆောင်ကောင်းတယ်သူကအဲ့ဒါနဲ့သူ့ရဲ့ကာလာသားတွေကဥမြဆောင်ထွက်ခဲ့လေအပေါက်ကဒီမှလို့ငါသိပါလေတဲ့ငါဘာပစ္စည်းပြမလဲလို့ရှာနေတာတဲ့ဟုတ်တယ်မလားတခြားကဟန်ဆောင်လာတာလူကြီးလေနောက်တကမီးလောင်နေအကောခုံကြဘယ်လဲရောက်တော့ရေရွှဲထဲကိုရောက်သွားတာခင်ဗျဒီရေရွှဲကြီးမမြင်ဘူးလားအဲ့လိုပြောတာငါမြင်တယ်ပူလို့ရေထဲစိန်လာတဲ့ဟန်ဆောင်လာဟုတ်တယ်မလားအဲ့ဒါနဲ့ရေထဲဒီကာလာသားတွေကသူ့ကိုလေကားထောင်းပြီးတော့လေကားရေရွှဲတဲ့အပေါ်မြင်နေတာမိကုရလည်းပူနေတာမမြင်ဘူးလေမမြင်တော့လေကားရေရွှဲကြော်ပြီးဟိုအပေါ်ဒီရောက်တဲ့နေတော့ခင်ဗျဒီမှာဆဲလေအပေါ်ရောက်အပေါ်မလုံးလေဒီမှာဆဲတယ်ငါသိပါလေဘယ်သူအိမ်ပါလဲဆိုကြည့်နေတာလေလူကြီးကဟန်ဆောင်နေဟုတ်တယ်မလားအဲ့ဒါနဲ့သူကဆင်းဆိုတော့သူများဆင်းဆိုတော့သူကဆင်းတာဆင်းတော့ဘသူကခုံမိတယ်လဲဆိုအဲ့ဒီနဲ့ကိုယ်ကခုံမိတာခင်ဗျဒီခွေးကမမြင်ဘူးလားဒီကောင်တော့မကန်နေတာကြားဘူးဟန်ဆောင်တာဟုတ်တယ်မလား